ကြီးတော်ခင်ဆွေဦး၏အထုပ်ပတိကိုငင်းချမ်းရေးလူငယ်အဖွဲ့မှကိုဟိန်းသက်ကိုဖတ်ကြားပေးမှာဖြစ်ပါတယ်ရှင်ဆရာမကြီးဒေါ်ခင်ဆွေဦးပါပဲအမစာရေးဆရာကြီးမဟာဆွေအမိတော်ကြီးကြီးတို့မှာတက္ကရာ1294ခုနှစ်နတော်လာသန်း4ရက်တရက်တလ1932ခုနှစ်တွင်စကိုင်းမြို့တွင်မွေးဖွားခဲ့ပါသည်မန္တလေးတက္ကသိုလ်နှင့်ရန်ကုန်တက္ကသိုလ်တို့တွင်ပညာသင်ကြားခဲ့သည်ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်ရန်ကုန်ပညာရေးတက္ကသိုလ်မှ BED ပညာရေးဘွဲ့ရရှိခဲ့ပါသည်အသက်12နှစ်အရွယ်၌တန်တော်စင်းသတင်းစာခလေးစာပေကဏ္ဍတွင်ပထမဦးဆုံးဝတ္ထုတိုကိုရေးသားခဲ့သည်အသက်16ခုနှစ်တွင်ဖူးစားဇပဲဝတ္ထုတိုကိုသွေးတောင်းမဂ္ဂဇင်းတွင်ရေးသားခဲ့ပြီးနောက်ရှုမောဝါငွေတာဤမြဝတီနဝရီစသည့်ဓာတ်သင်တော်မဂ္ဂဇင်းကြီးများတွင်ဝတ္ထုတိုများနှင့်စောင်းပါးများရေးသားခဲ့သည်ရန်ကုန်တက္ကသိုလ်သမဂ္ဂမဂ္ဂဇင်းတွင်မြန်မာသားလက်ထောက်အယ်ဒီတာအဖြစ်ဆောင်ရွက်ခဲ့သည်ပထမဦးဆုံးလုံချင်းဝတ္ထုမှာဒိုတိုင်းဌာနီဖြစ်ပြီးအခြားထင်ရှားသောလုံချင်းဝတ္ထုများမှာအုံမောင်းမိုးနှင့်ရေအင်ဂျင်ရကောပလဲငုံရွှေပြည်ကိုသာလမ်းတော်သည်နှင်းစီကမွေးနေကြီးပြာမှာနှွေးလိမ့်မည်ချစ်ချင်းပွဲဆိုမည်မပုံအကြောင်းနန္ဒမြည်တာတခိုင်နှခိုင်နှင်းပန်းခိုင်တရဖီဦးအိုဆာကာမီချီကန်ဘုံမာဒီပကံသူတို့စားသည်တို့ဖြစ်သည်အခြားထင်ရှားသောကိုရေးမှတ်တမ်းများမှာသခိုင်းသမီးဒဏ်ရာဤကောလနီကျမကုသိုလ်မြေသတင်းတို့ဖြစ်သည်မပန်သာသည်ကေတီယူစုနစုဖြန္နာပြန်ပါနှက်ရွှေဝါမောင်းချစ်သည်နေကြီးပြာမနှွေးလိမ့်မည်ဝတ္ထုတို့ကိုရုပ်ရှင်စကားကြီးအဖြစ်ရိုက်ကူးခဲ့ပါသည်ယနေ့အထိလုံချင်းဝတ္ထု65အုပ်ဝတ္ထုတို့1000ကျော်နှင့်စောင်းပါ900ကျော်ခန်းတို့ကိုရည်သားခဲ့ပြီးဖြစ်သည်တပည့်ပြုမဂ္ဂဇင်းထုတ်ဝေပြီးကိုယ်တိုင်အက်ဒီတာချုပ်အဖြစ်ဆောင်ရွက်ခဲ့သည်ယခုကမိသားစုနဲ့အတူနေထိုင်လျက်ရှိပါသည်ဆက်လက်ပြီးဆရာမကြီးတော်ခင်ဆွေဦးမှဟောပြောပြီးမှာဖြစ်ပါတယ်ရှင်ဆရာမကြီးတော်ခင်ဆွေဦးရှင်ကျမတို့ရဲ့စာပေဟောပြောပွဲကိုတရားဟောပြောပေးဖို့အတွက်လေးစားစွာပန်ကြားအပ်ပါတယ်ရှင်အဲ့ဒီယူကဘူးရုံပဲဘူးပါလို့ရှင်အဲ့တော့ကျမပြောတာလုံးလုံးရင်းစရာမွေးဆိုတဲ့ဝတ္ထုကိုရေးတာဆိုအဲ့ရေးတဲ့အချိန်က1980အဲ့ဒီအချိန်မှာ1960နဲ့တခုပေါ့ဒီဘာသာလာဆိုတာမတက်ခင်မှာပဲတမခအဆောင်ကြီးချိုလိုက်တာကျမငိုလဲရတာကျမတို့ကလည်းချင်းနေအဲ့ညမှာကျမတို့သွားပြီးတော့စားကြတောက်ကြတငယ်ချင်းတွေစုဝေးကြနိုင်ငံရေးလုံးလုံးမဟုတ်ပါဘူးအဲ့မှာပျော်ပျော်ပါပါစုဝေးကြတငယ်ချင်းတွေအခုကျမကိုအောင်ထွန်းရဲ့အမေရတယ်ကျမတငယ်ချင်းပဲခုတော့ခီးရှဲနေရရှာနော်ကိုအောင်ထွန်းရဲ့စားလိုက်ပါလေဘာလို့လဲဆိုတော့သူရေးထားတာကအများကြီးပဲသူရေးထားပုံလေးရတယ်စသိန်းထားစရာကောင်းပါစာအုပ်ကြောညာပြတာမဟုတ်ဘူးအဲ့ဒါပါပဲကျမကတော့ပြောချင်တာကတော့ဒီဟာတွေကဒေတာတွေနဲ့အများကြီးပါပဲပြင်လုံးအဲ့တော့ဒီတစ်ချိန်လုံးကကိုလိုနီဆိုးအကြောင်းကလူတိုင်းသိပါလို့ရှင်နော်ခုံလူတောင်းတယ်လွတ်လပ်ရေးတောင်းတယ်ဘယ်လိုလုပ်ပေးမှာလဲကိုလိုနီကလွယ်လွယ်ကူနဲ့ပေါ့နော်မပေးချင်ဘူးမပေးချင်တော့ညစ်တယ်သူညစ်ဖို့မြင်ကြီးရတဲ့အများကြီးပဲပြင်ရတွေကိုလူစုခွဲတယ်ရှင်အဲ့ဒီမှာကျမတို့9000စာဝင်ကြီးတွေအားလုံးကလည်းပဲဘယင်ကနာကြီးတဲ့လူကြီးဒီ9000စာတွေကလည်းကျမတို့ဘက်မှာမရှိဘူးကျမတို့နေနေရပေါ့ကျမတို့ခလေးဝရှိပါနေတယ်အဲ့တော့ကျမပြောနေတာကဒီလက်ကန်တုတ်တွေကလည်းပဲကျမတို့ဘက်မှာမရှိဘူးအိန္ဒိယနဲ့ဒီတိုင်းအိန္ဒိယနဲ့ဒီတိုင်းဖြစ်တယ်ဘာလို့ဒီတိုင်းဖြစ်လဲဆိုတော့အိန္ဒိယနဲ့အတူပဲပေါ့နော်ဒီကိုလိုနီဆိုးရဲ့ကျွန်းသမားအောင်မှာနေခဲ့ရတာကျမမှတ်မိတာလေးအခုပြန်ပြောပြမယ်နော်ငယ်ငယ်စိတ်ဝင်စားဖို့ကောင်းသလားလို့လေတက္ကသိုလ်မှာဘွင်ရင်းတပင်တွေပါပြီးပေးတာတွေပါဒါအများကြီးပဲကျမလည်းရေးတယ်ဆရာကြီးတွေလည်းရေးတယ်အဲ့ဒီမှာကျမမှတ်မိတာတခုကကျမမိဘကနိုင်ငံရေးပုံမှာအမတန်စိတ်ဝင်စားတယ်နေရောပြီးတော့တက္ကသိုလ်ကျောင်းအိန္ဒိယတက္ကသိုလ်ကျောင်းဘွင်ရင်းတပင်မှာပြင်ဟန်ကိုယ်တိုင်ကြွတဲ့ခါကျတော့အဲ့ဒီတက္ကသိုလ်ကျောင်းကအခုခေတ်ကတော့လက်နဲ့တိုင်လို့ရတယ်6လုံးလေးတိုင်ထားတယ်တက္ကသိုလ်ကျောင်းကအိန္ဒိယတက္ကသိုလ်ကျောင်းအဲ့တော့ဘယင်ကသူ့နားနဲ့ဖြတ်သွားတဲ့ခါကျတော့တန်းနဲ့လူပြစ်တာမဟုတ်သူ့နားတက်ပြီးတော့ပြစ်လိုက်အဲ့ဒါကိုခန်းတာပေါ့ချောလေးပဲတဲ့နော်အဲ့ဒါကျမမိဘပြောပြလို့သိတာဆောင်းမတွေပါလေကျမတစ်ခါဖတ်ဖို့ပါတယ်အဲ့တော့သူကပြောတယ်ရှင်တို့ကိုကျမခုံးလို့တောင်းအစိမ့်နေတောင်းခုံးလို့ဆိုတာကိုယ်ပိုင်အုပ်ချုပ်ရေးလွတ်လပ်ရေး
ရှင်တို့နားမကြားဘူးတဲ့ရှင်တို့နားပြီးနေကြရှင်တို့နားကိုဖွင့်ပေးခြင်းလို့ဒီချောင်းတနတ်နဲ့နားနဲ့ကတ်တော့ပြစ်တာပါတဲ့ကျမအဲ့ဒါလေးမမေ့ပါဘူးပြောတာဆိုတာနောက်တော့လေကျမပြောချင်တာတွေလည်းအများကြီးပါပဲရှင်ဒီပင်လုံးဆိုတာလည်းကျမတို့ကငယ်သေးတာပေါ့နော်ဒါမဲ့လုံးစရာကောင်းတာကျမဟိုရင်းပေါ့ဒီရွာတို့အဲ့ဒီပင်လုံးနဲ့ကရဲ့နေရာပေါ့လေအဲ့ကျမရောက်သွားမှုပါတယ်ရှင်အဲ့မှာရောက်သွားတဲ့ခါကျတော့ပင်လုံးကျမအသက်ကြီးမှအသက်80ကျော်မှပင်လုံးနေရာလေးရောက်အဲ့တော့ရောက်တဲ့ခါကျတော့သူတို့ကဘယ်လိုလဲဆိုတော့ဒီကိုလိုနီအစိုးရကအစိုးရတိုင်းထုံးထားမှာပဲလူတို့ကိုယ်ရလုပ်တာကိုယ်ရင်တို့အချို့အကောင်းတယ်အဲ့ဒီမှာဘုရားအောင်ဆန်းတို့ရဲ့ရွေချက်အားလုံးအတန်ပန့်နေတောင်းနေညီညွတ်အောင် unity ပေါ့ကိုက unity ခေါ်တာညီညွတ်မှဟုတ်တယ်မလားဒီဇံကကိုမဖြိုးခွဲနိုင်မှာအဲ့ဟာလေးကိုကျွန်မသတိရတာရှိတယ်နောက်ပြီးတော့ဒီလူတို့ကိုစီယုံပြီးတော့မှတိုက်ပွဲဝင်ကြတာပေါ့အဲ့တော့တိုက်ပွဲဝင်တဲ့အခါမှာဘာကောင်းလဲဆိုတော့ကျွန်မတို့ကဟိုပါပေါ့ကျွန်မတို့အဲ့ဒါလေးနည်းနည်းပြောပြရစီအိန္ဒိယကလည်းလုပ်တယ်အိန္ဒိယကလည်းတိုက်ပွဲဝင်တယ်ကျွန်မတို့ဗမာကျောင်းသားတွေရောပြည်သူတွေရောတခင်နိုင်ငံတိုက်ပွဲဝင်တဲ့အခါကျတော့ non violence ဆိုတာရှိတိုက်ခိုက်တာပေါ့ violence ဆိုတာဟိုမပါဘူးပေါ့အကြောင်းအမပါတိုက်ခိုက်တာအဲ့ဒီခါမှာလူတို့ကိုစီးရုံးရင်အဲ့တိုက်ပွဲဝင်တဲ့လူတွေဟာဘယ်လိုဖြစ်လဲဆိုတော့တိုက်ခိုက်တဲ့အခါမှာအခုကျမတို့စောစောပိုင်းကြီးပေါ့လေကျမတို့ခံရတာတွေအဲ့ဒီပိုင်းကြီးပါပဲလူတွေကတော့ငြိမ်းချမ်းရေးတုတ်ပြီးတော့ငြိမ်းတာလေငြိမ်းချမ်းရေးဆိုတိုင်းလည်းမဟုတ်သေးဘူးချင်းအဲ့ဒီငြိမ်းချမ်းရေးမှာကျမတို့တိုက်ပွဲဝင်ရမယ်အခုအဲ့လိုမဟုတ်တော့အခုခဏအကြောင်းသားတွေစကားပြောတာကြည့်အရန်ကြည်ညိုစရာကောင်းတယ်အဲ့လိုမဟုတ်တော့ဘာဖြစ်ရမလဲဆိုတော့တဲ့ကျမတို့ရေပြောချင်တာပဲစစ်ဖြစ်အေးတော့အကြည့်ငြိမ်းတော့အေးဒီအဲ့လိုမရဘူးလေတောင်းဆိုရမှာပဲလေတောင်းဆိုတဲ့ active ကျမတို့အဲ့ဒီရဲ့ non violence ဆိုတဲ့အကြမ်းမတမ်းမတိုက်တဲ့အခါမှာကျမပြောချင်တာက passive မဖြစ်ရဘူး active ဖြစ်ရတယ်။အကြောင်းတို့နေရူးတို့ဒီခန္ဒီတို့က active ဖြစ်စွာနဲ့လောက်သွားတာကျမတို့ဗမာနေလည်းလောက်အခုဆိုတော့ဒီကျောင်းသားတွေခုနကလေးတွေပြောတာပဲနားထောင်ကြည့်။နောက်ကျမတို့လည်းအများကြီးကျမတို့ဖြစ်တဲ့အများကြီးတာတာပေါ့ရှင်ဒီကလေးတွေကကျမတို့ကပိတ်တွန်းနိုင်တာမဟုတ်အဲ့မှာအရာရှိသားသမီးတွေဝန်ကြီးသားသမီးတွေကျမတို့မကြိုက်ဆုံးကတော့မညီမျှတာပေါ့ရှင်နော်ငါတို့မှပညာသင်တယ်ငါတို့မှပညာသင်လုပ်တယ်ဟိုအဲ့ဝန်ကြီးတွေကုန်တယ်သားသမီးတွေကဒါကြီးတွေမှာသွားသင်တယ်တော်ပြီးတော့ကျမစိတ်ကြောင်းတွေဝင်လိုက်လို့အင်းလေးစာလေးပါလေးဖတ်တယ်ဆိုလိုတဲ့တော့ကလူတွေကအကုန်လုံးကခွင့်ရအကုန်ဆုံးချုံတာအဲ့ဆုံးချုံနိုင်ကိုကျမအဖေကလည်းမကြိုက်တဲ့ခါကျတော့မြေသူကြီးမကြောက်တရားဆိုပြီးတော့ပြောသွားတယ်အဲ့တော့ကျမကဒီပင်လုံးနဲ့ပတ်သက်လို့တော့ကျမမှတ်ထားမိတာတော့ဟိုဗါလေတက္ကသိုလ်နေဝင်လဲရေးတာပေါ့နော်ဒါဒေတာနဲ့နောက်ပြီးတော့ဦးသိန်းအေးလည်းရေးတယ်ဆရာဦးသိန်းရေးတယ်လူတော့မသိပါဘူးသူရေးတဲ့ထက်မှဆိုရင်ပထမဟိုလင်းပေါ့1948ခုနော်စောစောပိုင်းပေါ့နောက်မှဒီဖေဖော်ဝါရီလ10ရက်မှာဖြစ်သွားတာအဲ့လိုမဖြစ်ခင်ကိုလုံးဝဘုတို့အောင်ထားတဲ့တိုက်ကျိုးစားတာတအားလုံးမှဒီနေ့ကလေးတွေတွေ့တော့ဘုရားအောင်ထားလဲကျွန်မတော်တော်လုံးမိပါဘူးကျွန်တော်ငယ်တာငယ်တော့ခါကျတော့ဘုရားအောင်ထားကျွန်တော်တွေ့တဲ့အချိန်မှာ10နှစ်သမီးလောက်ပါလားကျွန်တော်ဘောကြနေတာတရားတွေဟောတယ်ဗာတယ်ပေါ့ဟိုဒီရွှေလုံးဖျားမှာအဲ့တော့အဲ့ဒီခါမှာဒီလိုတိုက်ပွဲဝင်မှရမယ်လို့ပြောတယ်ဆိုတာကခုန active တိုက်ပွဲပေါ့အခုအဲ့ဒီဟာလေကျွန်တော်ပြောကြအောင်လို့တော့အခုဒီចောင်းသားတွေကို very active တိုက်ပွဲဝင်တယ် active တိုက်ပွဲဝင်မှလည်းအလုပ်ကဖြစ်မှာကို passive ဖြစ်လို့မရငြိမ်လို့မရကျွန်မပြောတာငြိမ်လို့မရလို့လည်းဘာမှလှုပ်ရှားခိုင်းတာမဟုတ်ပါဘူးရှင်နာမည်က non violence အဲ့ဒါနိုင်ငံရေးမှာကျွန်မယူဆတယ်နော် non violence ဆိုတာ passive မဖြစ်ရဘူး active ဖြစ်ရတယ်ဒီနေရူးတို့ဂန္ဒီတို့အဲ့တော့ကျမတို့ဗမာတွေကလည်းခက်ကမမှီသေးဘူးပေါ့နော်တခင်နိုင်ငံရေးသမားကြီးကြတော့လည်းမဟုတ်တော့ချစ်လိုက်နော်ဘီလိုအောင်ချမ်းနောက်တော့ဦးလူဘာညာအကုန်လုံးကအဲ့လို active ချစ်လိုက်ဒါတခုပေါ့လေနောက်တော့ခုနကပြောလို့ဟုံးလူဆိုတာမှလွတ်လပ်ရေးပါပဲဟုံးနဲ့တောင်းတဲ့ခါကျတော့သူကဘယ်လိုလဲဆိုတော့ဟိုကျမတို့အဓိကညီညွတ်ရေးအဓိကပဲရှိအဲ့ဒါ
ကျမတို့ကသူကိုတော့အင်းလေးလိုဂျူနီတီခေါ်တာပေါ့မငြင်းညို့ဘူးလေလူတွေကဘယ်လိုမှမငြင်းညို့ကြောင်ကြောင်မလိုတာရှိတယ်တယောက်လောက်တာတယောက်မကြိုက်တာရှိတယ်အခုကျမတို့ဒီခင်မှာလဲရန်သူကျင်အောင်လုပ်နေကြတာငြင်းညို့ဘူးနော်ကြောင်ကြောင်ပုတ်ခံနေကြတယ်ကျမအဲ့ဒါကိုမကြိုက်ဘူးဆိုတော့လေကျမကစာနေပဲပြောပါရင်လို့ရှိတာကိုအဲ့တော့ခုကျမတို့တိုင်းပြည်ကနိုးကြတဲ့အပိုင်းရှိတယ်မနိုးကြတဲ့အပိုင်းတွေလည်းရှိပါသေးတယ်နိုးကြတဲ့အပိုင်းတွေကတော့အခုကျောင်းသားလေးတွေဟိုနာဟိုဒီကြော်ကိုတို့ဘာလို့ပြောစရာမရှိတော့ပြောတော်တော်လေးတောင်းပါတယ်သူပြောသွားတာလေးတွေကျမအားကြတယ်သူတို့ညီးတွေတားလေးတွေတောင်းမှကျမမိသားစုကယောက်ျားလေးမပါတန်တမကောင်းဘူးအဲ့လိုလေးရရင်ကောင်းပါအောင်လို့ဒါမှလည်းတိုင်းပြည်ကတိုးတက်မှာအကုန်လုံးတော်တာပဲကလေးတွေတော်လို့တော်မှမသိခက်လာလူတွေကတချို့ကလူငယ်ဆိုတိုင်းလည်းနှစ်ပိုင်းပေါ့ဦးလေးလာရေးတယ်လေဦးလေးလာရေးတာအမိုက်ချင်းမဲ့လူငယ်အမိုက်လူငယ်တော့အသုံးကျပို့ဆွဲဘာညာပေါ့တချို့ကြတော့လေတိုင်းပြည်ကိုကဲတင်မဲ့လူငယ်တွေပေါ့နော်ခုအောင်တွန်းလို့ဘာလို့လို့ပေါ့နော်အဲ့တော့ကျမမှာအဲ့လိုမျိုးလုပ်နိုင်ဖို့သူ့အမေနဲ့ကျမတို့ကတိုက်ပွဲဝင်ခဲ့ဘူးတာအဲ့အောက်တိုဘာတော်လှန်ရေးအမလေးအကြီးကျယ်ပဲဒီခေတ်လိုလည်းမပြင်းထန်ပါဘူးရှင်အောက်တိုဘာတော်လှန်ရေး15ရက်တည်းပိတ်တော့ဒိုရင်းပေါ့တလားပိတ်တော့တလားပိတ်ကြည့်တယ်အစိုးရ15ရက်အဲ့တော့ဟိုဖတ်တာပြလာဆိုတာ15ရက်ပိတ်တော့ကျမတို့တလားမပိတ်လို့ဆိုပြီးဟိုမူရကျမတို့တိုက်တာပါရှင်တိုက်တော့ခုနကကျမပြောသလိုပဲကျမအင်းအားတောင်လဲသွားတယ်ငွေချင်းကြီးရှိတာကိုနောက်တော့တင်းနေသွားတော့အဲ့ဒီမှာလေသူကတခါလဲတက်ကဘူးနဲ့လာငါညစ်စရာမရဖန်တီးထားအဲ့လောက်သိတဲ့မကားပါအဲ့ဒီမှာဘာလုပ်လဲဆိုတော့ရဲယူကုန်းနဲ့ပေါ့ကျမတို့ပြေးယူကုန်းဆိုတိတော့မသိဘာပါလေးနဲ့အဲ့ဒီမှာနေနိုင်နဲ့ကျမတို့ကမူးသွားတာပဲရှိနော်ခုနပြောလို့ပေါ့အဲ့တော့တန်ကောင်းတာနဲ့ပဲဟိုမီးမလာဘူးပေါ့လေကျမတို့ဖြစ်တော့အခုတော့လေကျမမပြောချင်တော့ပါဘူးနော်တောင်းကောင်းတာနဲ့ပဲဖြစ်ကြတော့ကိုချင်းစိတ်မကောင်းပါဘူးဒီကစိတ်လည်းမကောင်းငါပြောလေဟိုလေးဖြစ်တာပေါ့လေဒါတော့ရှင်တို့ရဲ့အဲ့တဖြည်းဖြည်းတိုးတက်ပြီးလာမှာပဲဟုတ်တယ်မလားအကုန်လုံးကခြံလုံးမှမရအဲ့ဒါနဲ့ကျမပြနေသူရင်းဆိုပြီးတော့မကြောက်တရားကြီးဒီပင်လုံးရှင်းလာတဲ့ကိစ္စကကျမအဖေလည်းသဘောကျကျမကဆုံးပြီးအဖေက50တုန်းကဆုံးတာအဲ့တော့အဖေကဘာလုပ်လဲဆိုတော့လူတွေကတအားကြောက်ကြတာလေဖမ်းမှကြောက်တယ်ကိစ္စမှကြောက်တယ်မြင်းတန်းနဲ့တိုက်တယ်ဘူအောင်ကျော်ကြာဆုံးသွားတယ်ဒါတွေကျမဟောနေကြပါအဲ့တော့ဒီလိုကြာဆုံးသွားတဲ့အချိန်မှာလူတွေကလည်းဝင့်နေတာလေညင်ဝဲပြီးပြားတယ်အခုမှညင်ဝဲပြီးပြားမဟုတ်ဘူးကိုရောကညင်ဝဲပြီးပြားပဲဘယ်ကပို့တော့ညင်ဝဲပြီးပြားလဲတော့ကျမလည်းမပြောတတ်ဘူးပေါ့ရှင်အတူတူပဲလားဘုရားကိုတားလည်းမသိရှင်တို့ကစဉ်းစားကြတယ်နော်ဟုတ်ကဲ့အဲ့တော့အဖေကတိတ်စီဆိုတာကစိတ်နဲ့ချက်ကျမတို့ရဲ့စကိုင်းမှာမူတာလေအဲ့တော့ဖေကနေသူတိန်ဆိုတဲ့နာမည်နဲ့မကြောက်တရားကြီးကျမပြောနေသူနာမည်နဲ့မကြောက်တရားကြီးတော့အဲ့မကြောက်တရားကြီးတာကိုလူလူလာကကြီးပွားရေးမယ်စင်းမှာထည့်တယ်နေသူရိဆိုတာဘယ်သူမှမသိဘူးမဟာရှင်မလည်းမသိဘူးနေသူရိဘယ်သူလဲနဲ့